စဉ်းစားညာအားနေတဲ့ပုဂ္ဂိုလ်တွေကအလှပကိုကြိုက်ကြတယ်လှပကြိုက်ကြတယ်အဲ့ဒီလိုအလှပကြိုက်တဲ့လူတွေကြိုက်တဲ့အဆင်းအာယုံပေါ်မှာမင်းဘာလို့ပျော်မွေ့နေရသလဲဒီရုပ်အဆင်းပေါ်မှာဘာလို့ပျော်မွေ့နေရသလဲမြတ်စွာဘုရားကပြောပြီးယောဟိပတ္တိတတ္တမံသောမံပတ္တိပဏိတောစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဆိုရင်တကယ်သူတော်ကောင်းတရားကိုမြင်ပြီဆိုရင်ငါ့ကိုမြင်တာပဲတဲ့သူတော်ကောင်းတရားကိုတွေ့မှငါ့ကိုတွေ့မှာဖြစ်တယ်အပတ္တမနောတံဗုဒ္ဓံမံပတ္တံပိနပတ္တိတဲ့သူတော်ကောင်းတရားကိုမင်းမတွေ့ဘူးဆိုလို့ရှိရင်ငါတွေ့နေလဲမင်းဘာကျိုးမှရမှာမဟုတ်ဘူးလို့ဒီလိုဆိုလို့တကယ်ကတော့အစစ်အမှန်ဘုရားရဲ့ရုပ်ဆင်းပေါ်မှာကြည်ညိုနေတာလေးနဲ့တရားတို့တရားမြတ်ရနိုင်တာမဟုတ်ဘူးပေါ့နော်ရှင်တွေကကိလေသာတွေဟာဒီတိုင်းပဲရှိနေကိလေသာတွေရှိနေရင်ကံတရားတွေကလည်းရှိနေဦးမှာဒါကြောင့်မို့တရားဓမ္မမမြင်သေးသမျှကာလပတ်လုံးဘုရားနဲ့တွေ့ရချို့မတတ်သေးဘူးဆိုပြီးဒီလိုမြတ်စွာဘုရားကသူ့ကိုဆုံးမတယ်ဆုံးမပြီးတော့ရုပ်ခန္ဓာကိုယ်ရဲ့အပြစ်တွေကိုဘု து ခန္ဓာကိုယ်ပဲဖြစ်ဖြစ်နော်လှတဲ့လူရဲ့ခန္ဓာကိုယ်ပဲဖြစ်ဖြစ်မလှတဲ့လူရဲ့ခန္ဓာကိုယ်ပဲဖြစ်ပြောကြတယ်မဟုတ်လား beauty is skin deep အပေါ်ယံလေးလှနော်အပေါ်ယံအရေးပြားလေးခွာလိုက်ရင်အလုံးတူတူပဲဖြစ်သွားအလုံးကတူတူပဲဖြစ်တယ်မယုံရင်ခွဲစိတ်ကြည့်ပေါ့နော်အပေါ်ယံလေးတင်ပဲအသားဖြူတယ်ဆိုတာအပေါ်ယံလေးတင်ပဲနော်မဲတယ်ဆိုတာလူကလည်းအပေါ်ယံမဲတယ်မဲနေတဲ့အသားကိုမိုက်ကယ်ဂျက်ဆင်တို့ဖြူလဲသွားမလုပ်နေနဲ့နော်အဲ့တော့ပုံစံကတူတူပဲဘာမှမထူအပေါ်ယံလေးတင်လှတယ်ဆိုတာအပေါ်ယံလေးပဲအဲ့တော့မြတ်စွာဘုရားကသူ့ကိုတရားဟောတယ်အနန္တဒီနောကာယောဝိတရုခတမှုပမောတဲ့လူတွေရဲ့ခန္ဓာကိုယ်ဘု து ခန္ဓာကိုယ်ပဲဖြစ်ဖြစ်ကိုယ့်ကိုယ်စဉ်းစားနော်ကာယောလူတွေရဲ့ body ကြီးဟာရုပ်ခန္ဓာကိုယ်ကြီးဟာအနန္တဒီနောအပြစ်တွေဆုံးစားမရှိအောင်အပြစ်တွေများတယ်ဘာအပြစ်တွေတုံးလို့ပြောရင်96ပြာယောဂဝေဒနာတွေကဒီခန္ဓာကိုယ်ပေါ်မှာဖြစ်တယ်တော့ကြကင်ဆာဖြစ်လို့တယ်တော့ကြဘာကင်ဆာညာကင်ဆာအရေးပြားကင်ဆာနော်နမေရီဒုက္ခအမျိုးမျိုးတတ်တာယောဂဝေဒနာတွေမှန်သမျှအပေမှာဖြစ်ခန္ဓာကိုယ်မှာပဲဖြစ်တယ်နော်ဒါကြောင့်မို့ခန္ဓာကိုယ်ကြီးဟာအဆုံးစာမရှိတဲ့အပြစ်နာစာတွေနဲ့လွှမ်းမိုးနေတာဖြစ်တယ်တဲ့ဝိတရုခတမှုပမောအစိတ်ပင်ကြီးနဲ့အလားတရံတူတယ်အစိတ်ပင်ဆိုအရွက်လည်းသွားမစားနဲ့အစိတ်တက်မယ်အသီးလည်းမစားနဲ့အပွင့်လည်းသွားမခိုင်းနဲ့ဝါလိုက်ရင်စိတ်တက်သွားမယ်အားလုံးဟာအစိတ်တွေကြီးပဲခန္ဓာကိုယ်ကြီးဟာလည်းအစိတ်ပင်ကြီးလိုပဲဒုက္ခပေးနေတာလို့ဒီလိုဆိုလို့တယ်အာဝါသောတပ္ပရောဂနံယောဂမှန်သမျှတို့ရဲ့အတိုက်အအုံကြီးဖြစ်နေတယ်ရောဂနီလံပပင်ကုရံလို့လည်းမြတ်စွာဘုရားဟောတယ်ယောဂတိုက်ကြီးတဲ့ဟုတ်တယ်လူခန္ဓာကိုယ်မှာယောဂမဖြစ်နိုင်တဲ့နေရာဆိုတာရှိမှမရှိတာနော်မျက်စိဆိုလည်းမျက်စိယောဂဖြစ်တာနားဟာလည်းနားယောဂနှာခေါင်းကလည်းနှာခေါင်းယောဂဘယ်နေရာမှာယောဂမဖြစ်ဘူးဆိုတာမရှိဘူးအလုံးကယောဂဖြစ်နိုင်တဲ့အနေအထားတွေရှိဒါကြောင့်မို့အာဝါသောတပ္ပရောဂနာရောဂအလုံးတို့ရဲ့နေရာဌာနကြီးဖြစ်တယ်ပုံစောဒုက္ခတာကေဝလောဆင်းရဲဒုက္ခအစုကြီးအစုပုံကြီးများတာဖြစ်တယ်လို့မြတ်စွာဘုရားခန္ဓာကိုယ်ရဲ့အပြစ်နာစာတွေကိုဆင်ခြင်တတ်ဖို့ပြောပြတယ်အဲ့တော့တာမန်လူတွေကတော့ကြည့်မယ်ဆိုရင်ဒီလောက်ကြီးတော့မဟုတ်ပါဘူးလို့ထင်ကောင်းထင်လိုက်ပဲနော်တကယ်တော့ဒီတိုင်းပါပဲတကယ်တော့ဒီတိုင်းပါပဲရှော့မတွက်လေးကိုယ်ခန္ဓာကိုယ်အခုမဖြစ်သေးလဲနောက်ဖြစ်ချင်းဖြစ်တာလူခန္ဓာကိုယ်ဆိုတာဒါမို့လို့လူရဲ့ခန္ဓာကိုယ်ဆိုတာကြက်ဥငှက်ဥလောက်တော့မမာဘူးလို့ပြောရမှာကြက်ဥငှက်ဥကနော်ကြက်ဥငှက်ဥကိုချင်းကလေးတွေကဖောက်ပြီးမစုံနိုင်ဘူးလူခန္ဓာကိုယ်ကျတော့ချင်းကလေးနှုတ်သီးလေးနဲ့ထိုးလိုက်တာနဲ့သွေးဆုပ်ယူလို့ရနေတယ်ဒါမို့ကြက်ဥငှက်ဥတဲ့တောင်မှပဲလူခန္ဓာကိုယ်ကထိခိုက်လွယ်သေးတယ်ခလုံးမတိုင်းလိုက်နဲ့ကွဲသွားမယ်နော်မလဲလိုက်နဲ့ကျိုးသွားမယ်လူခန္ဓာကိုယ်ကဒီ
ကျက်ဥဝယ်တဲ့ပုဂ္ဂိုလ်တွေဆိုတိတ်တိထားရတယ်ပေါ့ကြာမလားကွဲမယ်ထိမလားကွဲမယ်မကွဲအောင်ကျက်ဥကိုဂရုစိုက်ဝယ်ကြရတယ်လို့ပဲဒုက္ခနာကိုကြီးကလည်းမထိလိုက်နဲ့ထိလိုက်ရင်ကွဲပြဲသွားမှာပဲအဲ့ဒါကြောင့်မို့ကျက်ဥငဲ့ဥလောက်တောင်မှမခိုင်မာတဲ့ခန္ဓာကိုယ်ကြီးလို့မြတ်စွာဘုရားကဒီလိုခန္ဓာကိုယ်ရဲ့အပြစ်တွေကိုဟောပြတာဘယ်သူခန္ဓာကိုယ်ပဲဖြစ်ဖြစ်အဲ့တိုင်ပဲတဲ့အဲ့ဒါလို့ဒီအပြစ်နာစာတွေကိုချိတတ်ဖို့လိုတယ်ပေါ့အကောင်းကြီးပဲရှာကြည့်နေလို့ကတော့လူတွေကလောဘတွေကြီးပဲဖြစ်နေမှာပေါ့အဆိုးကိုလည်းကြည့်ရမယ်အဆိုးကြည့်ရဲဆိုတာတမင်ရှာကြံကြည့်တာမှမဟုတ်တာအလွယ်တကူတွေ့တာပဲเนาะအဆိုးခန္ဓာကိုယ်ကကြည့်လိုက်မယ်ဆိုရင်မျက်စိကထွက်တာနားကထွက်တာဘယ်ဟာထွက်တာများမှုေးကြိုက်ပြီးတော့သိမ့်ထားရတာများရှိလို့တော့မရှိဘူးအလုံးဟာအညစ်အကြေးတွေကြီးပဲလေဒုက္ခနာကအညစ်အကြေးတွေကြီးပဲမှုေးတယ်ကြိုင်တယ်ဆိုတာအပြင်မှာဈေးကဝဲလာတဲ့ဟာတွေကမှုေးနေတာသူ့ပင်ကိုယ်ကရတဲ့ဟာတခုမှအမွေးတာမရှိဘူးအလုံးဟာအမွေးကြိုင်ကအပြင်ကလာတာတွေကြီးပဲကောသို့သောလူတွေကလူကမွေးတယ်ထင်နေကြပြန်တယ်တေချာစဉ်းစားလို့ရှိရင်အမွေးကြိုင်ဟာပြင်ဘက်ကဟာကမွေးနေတာနော်အေးအဲ့ဒါလို့ခန္ဓာကိုယ်ရဲ့အဖြစ်ကိုတေချာစိတ်စိတ်ငုံငုကြည့်တတ်ပြီဆိုတဲ့အခါမှာတဲ့နိဗ္ဗိနိယတတော်ရူပေရုပ်ဆင်းနဲ့ပတ်သက်လာပြီးတော့စိတ်ပြက်ပြီးညင်းငွေလာတယ်တဲ့ခန္ဓာနံဥရိယပယံခန္ဓာတို့ရဲ့ဖြစ်မှုပြက်မှုတွေပေါ်မှာညင်းငွေလာတယ်ပတ္တံဥပကိရိသနံဒုက္ခိနတံခမိတ္တိခန္ဓာကိုယ်ရဲ့ဖြစ်ဖြစ်မှုတွေကြည့်ပြီးခန္ဓာကိုယ်ပေါ်မှာညင်းငွေလာမယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ပေါ်မှာတွေ့တာတဲ့တတ်မဲ့တဲ့တဏှာဆွဲမဲ့တဲ့ရာဂတွေအဲ့ဒီအညစ်အကြေးတွေကိုဖယ်ရှားပြီးတော့အလွယ်တကူနဲ့ပဲခန္ဓာအဆုံးသတ်နိုင်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မှာဖြစ်တယ်လို့မြတ်စွာဘုရားကသူ့ကိုနားဝယ်အောင်ပြောလိုက်တယ်ဒီလိုအပါရမဒီလိုဆိုထားတယ်အဲ့ဒီကြတော့သူဂေဇဂုတ်တောင်ဘက်ကိုသွားပြီးတရားထုတ်တယ်လို့ဒီလိုဆိုတယ်